Ayandareko Adikarunya Bado Ayandareko Adikarunya Bado Digalili had the Gego, Tanazia Gaune, Galili way. Tanazia Gauleda, Shendalibora, yes, say, Shendalibora, Karuna, da, Rogoni Gino. Tanazia Gauleda, so we do Yemini Bubia. Ehi, Darego, aha. Daraga lunge ehi lage idi ido aha kholai bi Photali lage kalili lage ha nyit pa pi do lu dain ka saka ma pyo chin de kalili ko Shin Sariputta ji ka khawတယ်လူတိုင်းကဖတ်မလုပ်ချင်တဲ့ကလေးလေးကိုShin Sariputta jiကဖတ်လုပ်တယ်အားငယ်နေတဲ့ကလေးလေးကိုShin Sariputta jiကအားပေးတယ်အဲ့ဒီမှာသူနာလေးလည်းရောက်ပြီးတော့ကလေးလေးကShin Sariputtaကြီးကိုရှစ်ခိုးပြီးတော့မတ်တကလေးရတယ်မတ်တကလေးရပြီးတော့သားလေးဘယ်ရွာကလဲမိဘနှစ်ကားကမိဘနှစ်ပါးကအခုဘယ်မှာနေကြလဲဘယ်မှာလဲဒီလိုလေးမေးတော့ကလေးလေးကဖြေတယ်ဗန္ဒေရှင်ဖေယားမယံဖယားပေတဝိတော်ဤမာတာပိတော်မိခင်ဖခင်ကျေးဇူးရှင်တို့သည်မံဖယားတပိတော်ကိုနှိမ့်သာယာမိပြုပြီးတော့မှကိလန္တာပင်ပန်းကြကုန်သည်အမှဖြစ်ကြပါကုန်သည်ဖယားဖယားတပိတော်ရဲ့မိဘနှစ်ပါးကတပိတော်ကိုအမိပြုပြီးနေရတာသူတို့တော်တော်ဆင်းရဲကြတယ်ဖယားဒါသမထို့ကြောင့်မံဖယားတပိတော်ကိုစတ္တတဝါစွန့်ပြစ်ပြီးတော့မှပလာယတိအတ္တချကိုထွက်သွားကြပါပြီဖယားတပည့်တော်မိဘနှစ်ပါးကတပည့်တော်ကိုစွန့်ပစ်ထားခဲ့တာပါရှင်ဗျာဟာအဲ့လိုပြောတဲ့အခါအရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးကကလေးတဲ့ငါမင်းကိုရှင်ပြုပေးမယ်ကလေးတဲ့မင်းရှင်ပြုကိုရင်ဝက်မလားလို့ဒီလိုလေးမေးတာကလေးကိုရင်ဝက်မလားဆိုတော့ဗန္ဒေရှင်ဗျာအဟံဗျာတပည့်တော်သည်ပပဈေးရရှင်ပြုခြင်းပါတယ်ဗျာကိုရင်ဝက်ခြင်းပါတယ်ဗျာပါဏထိုသောပင်ကိုရင်ဝိခြင်းပါတော်လည်းပဲမာရိတာဖရာတပည့်တော်ကဲ့သို့ကပနံအထီးကြံမွဲလူစင်းရဲ့ကလေးလေးကိုကောဘာဘာဇေတတိဘဇုကကိုရင်ဝိပေးမှာတော့ဖရာတပည့်တော်လို့ဆင်းရဲတဲ့ကလေးတယောက်ဘဇုကရှင်ပြုပေးမှာတော့ရှင်ဖရာရဲ့အဲ့ဒီမှာရှင်သာရိပုတ္တရာကြီးကအဟံပပဇေတာမိငါဝိပေးမှာပေါ့ကွာတဲ့ဒီလိုပြောတယ်ဒါဆိုဝမ်းသာလိုက်တာဖရာတဲ့တပည့်တော်ကိုရင်လေးဝစ်ပေးပါတပည့်တော်ကိုရှင်ပြုပေးပါဆိုပြီးတော့ကလေးလေးကအရှင်သာရိပုတ္တရာကြီးကိုပူဇော်တော့တယ်ဒီကောင်းပြီငါဝစ်ပေးမယ်ဆိုပြီးတော့အရှင်သာရိပုတ္တရာကြီးကအဲ့ဒီကလေးလေးကိုထမင်းလေးတွေဟင်းလေးတွေပေးမုံလေးတွေပေးပြီးတော့ကျွေးလိုက်တယ်ကလေးလေးကလည်းရှင်သာရိပုတ္တရာကြီးပေါ်ယုံကြည်ချက်တွေရသွားတယ်။ငါနဲ့လိုက်ခဲ့ကွာဆိုပြီးတော့အရှင်သာရိပုတ္တရာကြီးကကြောင်းခေါ်သွားကျောင်းခေါ်သွားတဲ့အခါပြိဿအံ့ဩစရာကောင်းတာရှင်သာရိပုတ္တရာကြီးကလေသာဟထေနေဝမိမိလက်ဖြင့်ပင်လည်းရင်နှာပေးသည့်ရေချိုးပေးတယ်နာပိတဝါရေချိုးပြီးတော့ပပဇေတိကိုရေဝစ်ပေးတယ်အညစ်အကြေးတွေပေးနေတဲ့ကလေးလေးကိုရေချိုးပေးတာလဲအရှင်သာရိပုတ္တရာကိုရေဝစ်ပေးတာလဲပဲအရှင်သာရိပုတ္တရာပဲဘဘဇေတဝါကိုရင်ဝေပြီးတော့ပရိပုံဏဝတ္တံအသက်20ပြည့်တဲ့အခါဥပသမ္ပါတိဒီရှိဥပသမ္ပါရိတိယဟန်ခံပေးပြန်တယ်ယဟန်ခံပေးတာလဲရှင်သာရိပုတ္တရာပဲခိုင်သူတော်ကောင်းတို့ကြည်အရှင်သာရိပုတ္တရာရဲ့စိတ်နေသဘောထားဘလောက်ထိအောင်မြင့်မားသလဲရှင်သာရိပုတ္တရာရဲ့ကရုဏာဓာတ်ဘလောက်ထိမြင့်မြတ်နေသလဲမှန်းပြီးတော့ကြီးညိုတတ်ဖို့လေးဦးဇင်းတို့ပြောတာပါနော်အဲ့ဒါနဲ့ပြိဿကြီးဒီကိုးကွယ်ရမဲ့နေတဲ့ကလေးလေးယဟန်ဖြစ်သွားပြီယဟန်ခံပြီးတဲ့နောက်သူ့ကိုနာမည်ကကြော်ကြားတာကလောတကတိတ်တာလို့ဒီလိုထင်ရှားတယ်ဒီလိုကြော်ကြားတယ်ယဟန်ဖြစ်သွားတော့လဲအပ္ပပုံညဘုံကံနဲ့တဲ့အပ္ပလာဘလတ်လာဘမရှိရှာဆုံးခံစားတယ်တရက်မှသူ့မှာဝါအောင်စားရရဲ့မရှိဘူးဘာလို့ဒီဝါအောင်မစားရသလဲလို့မေးလိုက်တော့
ကောသလဘုရင်ကြီးကအဲ့ဒီသာဝတိမြို့မှာအတရိတဒါနတတိုင်းပြည်လုံးကပုဂ္ဂိုလ်တွေသူနဲ့ဘယ်သူမှကိုတူအောင်လှူလို့မရနိုင်အောင်ဆိုတော့အလှူကြီးသူလှူတယ်စဉ်းစားပေါ့ဒီလောက်ကြီးကျယ်တဲ့အလှူကြီးဆိုဒီလိုအလှူခံပုဂ္ဂိုလ်တွေမြတ်စွာဘုရားရဲ့အရေးအောင်ခိုးနေတဲ့တန်ဃာတော်တွေဘယ်ချမ်းမလဲအကုန်ပြက်မှာပေါ့အဲ့ဒီအလှူဒန်းလုပ်တဲ့ပွဲကြီးတောင်ပဲတဲ့ဇီဝိတဂတနမတ္တမေဝလဘတိတဲ့အသက်ဆက်ယုံမျှလေးပဲသူ့မှာရတယ်ဟိုကကျွမ်းကြံမရှိအောင်အကုန်လှူတယ်အကုန်လှူတော့လဲသူ့မှာအသက်ဆက်ယုံတော့ပဲစားကြရတယ်အဲ့တဲ့ပို့ပြီးသူမရဘူးဘဝဒီလိုဖြစ်တာအဲ့ဒီမှာရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးဒီသူ့ရဲ့တပည့်လောတကတိတ်တရဲ့ဘုံကံကိုသူနည်းနည်းရိပ်မိလာပြီပေါ့ဟာဘဝကဆင်းရဲတော်လဲပဲဒီမထေကလည်းကြိုးစားလိုက်တာသိမကြခင်မှာဘာဖြစ်တော့မင်းအသောကင်းกว่าတဲ့ယဟန္တာကြီးဖြစ်တယ်ဟောရှင်ဖြစ်ပြီးပြီရှင်ပြီးတော့ယဟန်ဖြစ်တဲ့ယဟန်ဖြစ်ပြီးတော့ခုယဟန္တာကြီးပါဖြစ်ပြီးအသောကင်းกว่าတဲ့ယဟန္တာကြီးဖြစ်သွားပြီအသောကင်းกว่าတဲ့ယဟန္တာကြီးဖြစ်တော်လဲပဲအပ္ပပုံညာအပ္ပလာဘပဲကောင်းမှုကံကနဲတယ်လက်လာဘကရှားတယ်ဆုံးကံစားလို့သူ့မှာဇီဝိတကတနမတ္တမေဝမသေးုံလေးပဲသူရတယ်အဲ့တဲ့ပို့ပြီးသူမရဘူးတနည်းပြောရင်ဝအောင်မစားရဘူးပေါ့ကံတရားကအံ့ဩစရာကောင်းတယ်သူစွန့်ခံသွားလိုက်ရင်တပိတ်ထဲယာကုလောင်းမယ်ဆိုရင်သူ့ယာကုကတပိတ်ကပြည့်ဟောဘေးကလူကကြည့်ရင်ပြည့်နေတာသူ့ဘက်ကကြည့်ရင်တပိတ်ထဲကဘာမှမရှိဘူးပြည့်နေတော့ဟိုကလည်းများများလောင်းလို့မရဘူးရှင်ပြတပိတ်ပြည့်နေပါပြီဖေဟာဆိုတော့မပြည့်ပါဘူးလို့ပြောလို့ကလည်းပြိဿရဲ့အစင်မပြေတော့ရှေ့ပဲဆက်ကြွလောင်းတဲ့လူသာအတန်းဆုံးသွားတယ်သူ့တပိတ်ကဗလာကြီးနဲ့ပြန်ရတာဒီလိုမျိုးတွေပေါ့နောက်တကပြည့်နေတဲ့ထင်ပြီးသူကိုယ်တိုင်ဖုံးပေးလိုက်ရင်လေဟိုမိုက်ခွက်ကြီးဆိုကြပါစို့မိုက်ခွက်ကြီးကိုမှောက်ရက်ချပြီးအပေါ်မှာထည့်ထားအဲ့ဒီဘဝရေလေးတောက်လိုက်ရသလိုဖေးတရှူးဆိုရင်ကုံသွားပြီဟောပြောနေတာကသူ့ရဲ့အာကုဇုကံကတပိတ်တည်းရှိတဲ့ဟာတွေကိုပျောက်သွားတာအလှရှင်ပုဂ္ဂိုလ်တွေကသူ့ကိုမြင်ရင်ပျောက်သွားတယ်မပျောက်လို့မြင်မြန်ရင်လည်းသူ့တပိတ်ကြီးကပြည့်နေတယ်ဆိုတာဒီလိုမြင်ကြတဲ့အဲ့ဒီနီးနဲ့ပင်ပင်ပန်းပန်းနဲ့ပြိဿအသက်မွေးပြီးတော့လာရတဲ့လောတကတိတ်တာတရတော်ရှင်သာရိပုတ္တရာကြီးကသူ့ရဲ့ဉာဏ်နဲ့ကြည့်လိုက်တော့ဩခဏိငါတပည့်ကြီးလောတကတိတ်တာပြိဋိဘံဆံရမဲ့နေ့တောင်ရောက်လာပါပြီလားဆိုတာသိသွားတယ်အဲ့လိုသိသွားတော့ပြိဿဘာလို့တော့မေးလိုက်တော့လောတကတိတ်တာထံသွားပြီးတော့လာငါနဲ့ဆုံးခံတူတူသွားရအောင်ဆိုပြီးတော့ဆုံးတနတ်ဝအောင်စားဖို့အတွက်စားစေခြင်းဒီအတွက်အရှင်သာရိပုတ္တရာကသူနဲ့ဆုံးခံတူတူခေါ်သွားတယ်တပါးတည်းသွားရင်မရလို့အရှင်သာရိပုတ္တရာကြီးကခေါ်ပြီးလောတကတိတ်တကနောက်ကနေလိုက်ပြီးတော့သွားလိုက်တဲ့အခါပြိဿရှင်သာရိပုတ္တရာကြီးကြွလိုက်အိုးခါတိုင်းတက္ကရာကမတွေကတဲလှုပ်လောတကတိတ်တလည်းနောက်ကပါလာလိုက်ရောဝန္ဒနမတ္တံမိနာလတ်ထာတဲ့လက်အုပ်လေးချီပြီးတော့ရှစ်ခိုးမဲ့လူတော်သူမရှိဘူးကတော်စွန်းပြောလို့ကတော်စွန်းလို့ပြောမဲ့လူမပြောနဲ့လက်အုပ်ကလေးချီတဲ့ပုံကတော့မရှိဘူးတဲ့အဲ့ဒီမှာရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးကသဘောပေါက်ပြီးတော့ကိုင်ငါရှင်မင်းစွန်းစားမဲ့နေရာကသာပြန်ဆောက်ငါတစ်ပါးတည်းစွန့်ခံသွားမယ်မင်းအတွက်လည်းငါရအောင်စီမံပေးမယ်ဆိုပြီးအရှင်သာရိပုတ္တရာရဲ့တပါးတည်းပြန်ပြီးတော့ကြွလိုက်တဲ့ခါကျတော့အောင်မလေးဒကာဒကမတွေကသူတို့မဟုတ်တဲ့အတိုင်းပဲကြွပါဖရာရှင်ဖရာဒီမဲ့ခဏရက်တော်မူပါဖရာနဲ့ကိုအတန်လေးကိုမြည်ပြီးလှူလိုက်ကြတန်းလိုက်ကြတာအိမ်တိုင်းကအိမ်နဲ့ပြင်ပြီးတော့ရှင်သာရိပုတ္တရာကြီးကဆွန့်ကပ်တယ်ဆွန့်ကပ်ပြီးတော့အနုမောဒနာတရားဟောရအောင်မှာဆိုတော့ရှင်သာရိပုတ္တရာကတကားတွေကိုသွားလောတကတိတ်တာဘယ်နာမှရှိတယ်အဲ့ဒီကိုသွားပြီးတော့ဆွန့်ပို့ကြီးဆွန့်ကြိုင်တကြိုင်နဲ့ထည့်ပြီးဆွန့်ပို့ခိုင်းတယ်ပေါ့သွားပို့တဲ့တကားတွေကလည်းလမ်းနေလောတကတိတ်တာနေတဲ့နေရာရဲ့ဘွဲ့တော်ရဲ့အကုန်မေ့သွားတယ်ဘယ်เจ้าကဘယ်ကိုတော့ပေးရမှမသိတော့သူတို့ကသူတို့လမ်းနေစားပစ်ခဲ့ကြတယ်အရှင်သာရိပုတ္တရာကြီးကတရားဟောပြီးတော့ကြောင်းပြန်ရောက်တဲ့အခါမေးလိုက်တော့ပြိဿလောတကတိတ်တာမစားရရှာဘူး
အဲ့ဒီမှာပြိဿသူကိုယ်တိုင်ပြောလွတ်လပ်တယ်တော့မစားရတော့ဩတကယ်ကိုပဲသူ့ရဲ့ကံဟာကြောက်စရာကောင်းနေတာ